လို့ထိုင်ပြီးစဉ်းစားကြည့်တဲ့ငါရဲ့ဘဝကြီးဘာကြောင့်များဖြစ်တင်နေရလဲဘာမှလည်းမထူတော့ဆိုပြီးဘာမှလည်းမလုပ်ချင်စိတ်ကြီးရမ်းပဲကြီးစိုးနေတော့လေစားပြီးရင်တစ်ခါတည်းအိုးမှာဘယ်သူတွေဘာပြောပြောကွာနာနာမှာဘယ်သူမှမရှိလေကွာပြောသလိုနေပြောမှာဟောဒီကဘာကြီးတဲ့ဆိုဝင်ထိုင်ပြီးပေါ်လျှော်ရိုက်မသိတဲ့အောင်ဆောင်ပြီးဘာမှလည်းသိတာမဟုတ်ပဲနဲ့ကိုကြောင့်မပြီးရင်ရက်ကွက်မှာစရာကြီးပြောကားကြည့်လို့ရိုက်ပေါက်တွေကြီးလို့တော့ပြင်းရှိတာမဟုတ်ပဲနဲ့စားပြီးရင်ခါတဲ့အိုးမှာဘယ်သူတွေဘာပြောပြောကွာနာနာမှာဘယ်သူမှမရှိလေကွာပြောသလိုနေLike a sabi wine ပြောကြတဲ့ပြင်းလို့ရှော်ပြီးတခုခုတော့လုံးရှိပါလားနဲ့ခုမှခက်ပြီးကိုခက်တဲ့ကြကြီးအားလုံးနဲ့အဆက်တွေဖြတ်ပြီးဝေးကြီးပဲသွားပြီးနေတော့